ဇလန်ရဲ့အစမှာတော့အပြည့်နဲ့တွင်ကိုနဲ့အတူထိုက်ကူအသင်းက73ကိုဂိုးမရှိနဲ့တစ်ဖက်အသင်းကိုနိုင်ရရှိသွားခဲ့ပြီးတော့သူတို့ရဲ့အကြောင်းကားနဲ့ဖျက်ဆီးလိုက်ပါတယ်အန်ဒိုဆိုတဲ့ကောင်လေးကဘောလုံးလေးချင်းမို့သူအသင်းသားတွေကိုပြောနေခဲ့ရပါတယ်အသင်းသားတွေကလည်းစိတ်မပါဘဲနဲ့ပြင်းနေကြပြီးတော့အန်ဒိုကဒီနေ့သူတို့ပြိုင်ပွဲမှာဝင်ပြိုင်ကြမယ်လို့ပြောတဲ့အခါမှာအခွဲဝင်9ယောက်တည်းရှိတာဝင်ပြိုင်ဖို့မဖြစ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်အန်ဒိုလည်းဘောလုံးမကစားတဲ့အသင်းကဘာတူတက်မှုမှရှိမှမဟုတ်ဘူးဆိုကအပြင်ကိုထွက်သွားခဲ့ပါတယ်ဆိုမဲဟိုကငါတို့ဘောလုံးအသင်းကမကြရင်ဖျက်သိမ်းခံရမယ်လို့ပြောတဲ့အခါမှာအားလုံးလည်းလန်သွားကြပါတယ်ကီရိုဆိုတဲ့သူတို့အသင်းရဲ့မန်နေဂျာမာလီကဘောလုံးကွင်းမှာ9နိုင်လို့တောင်းပန်နေခဲ့ကအန်ဒိုကလည်းအဆင်ပြေပါရဲ့လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့အန်ဒိုလည်းသူ့အဖွဲ့သားတွေဘောလုံးမကစားတာကြောင့်ကလေးတွေနဲ့ကစားနေခဲ့ပါတယ်ကလေးတယောက်ကန်လိုက်တဲ့ဘောလုံးကကိုဆိုကြီးတို့ကိုထီတော့မလို့ဖြစ်သွားရဲ့ပါတယ်အန်ဒိုလည်းတောင်းပန်နေခဲ့ပြီးတော့ဘောလုံးကိုတောင်းနေခဲ့ကဒါကိုလက်မခံမဲနဲ့အနိုင်ကျင့်နေကြပါတယ်ဘဝင်လေးဟက်နေတဲ့2ယောက်ကရိုင်မိုကျောင်းအသင်းကိုလှောင်နေခဲ့ပြီးတော့ဘောလုံးကိုတတွင်းနဲ့ထွေးပြီးတော့တလွဲကြီးကန်လိုက်ပါတယ်ဘောလုံးကကလေးမလေးရဲ့မျက်နှာကိုထီတော့မဲ့အချိန်မှာပဲဂိုဝင်ကြီးကဝင်ကာဝယ်ပေးလိုက်ပြီးတော့ကန်လိုက်တဲ့သူရဲ့မျက်နှာကိုဘောလုံးစာကျွေးလိုက်ပါတယ်နောက်တော့ကောင်လည်းဖနှောင်းနဲ့တင်မှာတရားတဲ့ကြောင်ထွက်ပြေးသွားခဲ့ပါတယ်အန်ဒိုကသူတို့ဘောလုံးအသင်းနဲ့ဝင်ဖို့စီးရုံးနေခဲ့ကဂိုဝင်ကြီးကတော့မကြားချင်အောင်ဆောင်မဲ့ထွက်သွားခဲ့ပါတယ်အန်ဒိုကသူ့အဖေရဲ့ဓာတ်ပုံကိုကြည့်ပြီးတော့ကန်ကြမ်းမိုက်တဲ့ဂိုဝင်ကြီးအကြောင်းချီးမွမ်းပြောဆိုနေခဲ့ကအန်ဒိုရဲ့မိကတော့ညစာစားဖို့ရေသွားချိုးဖို့ပြောလိုက်ပါတယ်ဂိုဝင်ကြီးကသူ့နဲ့တခါနဲ့ကြားလို့ဆိုပြီးတော့အန်ဒိုကဝမ်းသာနေခဲ့ပါတယ်အန်ဒိုလည်းဂိုဝင်ကြီးကိုဘောလုံးအသင်းနဲ့ဝင်ဖို့ထပ်ပြီးစီးရုံးနေခဲ့ကဘောလုံးကစားတာရက်လိုက်ပြီးဆိုပြီးတော့ဂိုဝင်ကြီးကပြန်ပြောလိုက်ပါတယ်အဲ့ချိန်ကောင်လေးတယောက်ကအန်ဒိုကိုရုံငန်းလာခဲ့ဖို့ခေါ်လိုက်ပါတယ်ရုံငန်းမှာတော့ဆရာတွေကမင်းတို့တရားထိုင်ကူအသင်းနဲ့ပြန်ရမယ်လို့ပြောပါတယ်အန်ဒိုလည်းဝမ်းသာပြီးမယ်လေအဖွဲ့ဝင်9ယောက်ပဲရှိတယ်လို့ပြောတဲ့အခါမှာနာဇူမီကအဖွဲ့ဝင်မလုံလောက်ခဲ့ရင်ဒါမှမဟုတ်ရှုံးခဲ့ရင်ဘောလုံးအသင်းအောင်ဖျက်သိမ်းမယ်လို့ပြောပါတယ်ကျောင်းရံပုံငွေတွေကိုအလာကအကုန်မခံနိုင်ဘူးလို့ပြောပါတယ်အန်ဒိုလည်းအသင်းသားတွေကိုအနိုင်ကန်ကြဖို့ပြောနေခဲ့ပေမဲ့လည်းအသင်းသားတွေရဲ့စိတ်ဓာတ်ကငရဲပြည်အထီအောင်ထိုးကြနေခဲ့ပါတယ်အန်ဒိုကမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ဖို့နဲ့ဘယ်အရာမှမကြိုးစားပဲအရှုံးမပေးနဲ့လို့စိတ်ခွန်အားပေးကခေါင်းဆောင်ပြီးသားဆောင်နေပဲဘောလုံးအသင်းမှာလူလုံလောက်စွာရရှိအောင်ပတ်ပြီးစီးရုံးနေခဲ့ပါတယ်ခါစီမာရူကိုလည်းမင်းအတော်ဆုံးသူတွေနဲ့ရှင်းပြရင်းနာမလားအသင်းဝင်ဖို့အချိန်မရွေးလာခဲ့ဖို့ပြောတာထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ကိုကိုဖီးတက်နေတဲ့ကောင်ကိုအန်ဒိုကစီးရုံးတဲ့အခါမှာမင်းတို့အသင်းတွေကလူတယောက်တည်းလိုတဲ့အခါကျရင်ခေါ်လိုက်ငါကအသင်းကိုကယ်မဲ့တူပဲလို့ပြောတာထွက်သွားခဲ့ပါတယ်အမျိုးမျိုးဒုက္ခခံပြီးတော့လူစုနေတဲ့အန်ဒိုကိုသူ့ရဲ့အသင်းသားတွေကလိုက်ချောင်းကြည့်နေခဲ့ပါတယ်။နေဝင်စည်းစာကြည့်နေတဲ့ဂိုရင်ကြီးကိုတွေးလိုက်ရတဲ့အန်ဒိုကသူတို့အသင်းမှာလူလိုနေတဲ့အကြောင်းနဲ့အရေးချင်းရှိရဲ့မင်းကဘာကြောင့်ဘောလုံးမကစားတော့ရလဲဆိုပြီးမေးနေခဲ့ကဘောလုံးပြန်ကစားပြီးသူတို့အသင်းထဲကိုဝင်အောင်အန်ဒိုကစီယုံနေခဲ့ပါတယ်။ဂိုရင်ကြီးကတော့မင်းကစိတ်ပြက်စရာပဲလို့ပြောတာထွက်သွားခဲ့ပါတယ်။အန်ဒိုလည်းတာယာတွေကိုအသုံးပြုပြီးတော့ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ပြိုင်ပွဲအတွက်လေ့ကျင့်နေခဲ့ပါတယ်။အဲ့ချိန်ခါစီမာကအန်ဒိုရဲ့စိတ်အားထက်သန်မှုကိုမြင်ပြီးတော့ဘောလုံးအသင်းထဲဝင်မယ်လို့ပြောလိုက်ကအန်ဒိုကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တဲ့အသင်းသားတွေလည်းပုံနေရနေထွက်လာခဲ့ပြီးတော့အတူလေ့ကျင့်နေကြပါတယ်။ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပြီးတော့အဖွဲ့ဝင်အသစ်တယောက်လည်းရလိုက်ကပြိုင်ပွဲဝင်ဖို့လူ10ယောက်လောက်တော့ရသွားခဲ့ပါပြီ။မကြခင်မှာပဲထိုင်ကူအသင်းသားတွေလည်းခန်းနာစွာရောက်လာခဲ့ပါတယ်။ကစားသမားတယောက်ကကီတိုကိုဒီလိုအသင်းနဲ့ဘာကြောင့်ပြန်ရတာလဲလို့မေးလိုက်တဲ့အခါမှာငါတို့အတွက်စိတ်ဝင်စားစရာတခုတော့တွေးမှာပါလို့ပြန်ပြောလိုက်ပါတယ်။အန်ဒိုလည်းကီတိုကိုနှုတ်ဆက်နေခဲ့ကကီတိုကတော့ပြန်မနှုတ်ဆက်ပဲနဲ့ငါတို့အသင်းကိုတွေးမှုလေ့ကျင့်ခန်းလုပ်ခွင့်ပေးလို့ပြောလိုက်ပါတယ်။ထိုင်ကူအသင်းသားတွေကလည်းယူလောက်ဆရာစွမ်းရည်တွေနဲ့လေ့ကျင့်နေတာကိုတွေးမြင်လိုက်ရတဲ့ရိုင်မိုအသင်းသားတွေကချိန်နေကြပါတယ်။ကစားနေရင်မှာပဲဘောလုံးကိုရုတ်တရက်ကြီးအန်ဒိုစီကိုကန်လိုက်ပါတယ်။ဘောလုံးကိုဖမ်းဖို့ကြိုးစားခဲ့တဲ့အန်ဒိုကပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီမဲ့လည်းပို့ပြီးတော့တောက်ကြလာခဲ့ပါတယ်။ကာဘီယာမာကသူတို့ကစားပုံတွေကိုမြင်ပြီးတော့အိမ်နာသွားဖို့ဆိုပြီးထွက်ပြေးသွားခဲ့ပါတယ်။မန်နေဂျာမာလီကလည်းလူ17ယောက်ပြည့်အောင်ဆရာကြီးဆိုင်ဖမ်းနေတဲ့မှန်ကြောင်ကောင်ကိုခေါ်လာခဲ့ပါတယ်။မက်ဆီဖန်လေးကတော့နံပါတ်30ယူနီဖောင်းအလွင်ငါဘယ်မှမွေဘူးဆိုတာပြောနေခဲ့ပါတယ်။ရွေးချယ်စရာမရှိတဲ့အန်ဒိုလည်းလက်ခံလိုက်ကအသင်းသားတွေလည်းမေးလဲကုန်ပါတယ်။ပွဲရလည်းစားတော့မှဖြစ်တာကြောင့်ကာဘီယာမာကိုအသင်းသားတွေကလိုက်ရှာရင်းနဲ့ပဲနောက်ဆုံးမှာတော့ဗီဒီယိုထဲမှာတွေ့လိုက်ရပါတယ်။အန်ဒိုကခေါင်းဆောင်ပြီးသားဆောင်နေပဲထွက်ပြေးလိုက်တာနဲ့ကိစ္စတွေကပြီးတော့မှမဟုတ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲမိုးနဲ့မြေကွာခြားလာတဲ့ဘောလုံးအဆန်းပြိုင်ပွဲကစတင်ခဲ့ပါတယ်။ရိုင်မိုအသင်းကဒေါင်းကနေပြီးတော့ဘောလုံးကိုလှမ်းသိပေးလိုက်ကကစားသမားတစ်ယောက်ကအယောင်ပြလိုက်ပြီးတော့ဆိုမဲဟိုကဂိုးတဲ့ကိုကန်ထဲလိုက်ပါတယ်။ဒါမဲ့ထိုင်ကူဂိုးထမအကာဝယ်ပေးလိုက်ကသူ့အသင်းသားတစ်ယောက်ကိုဘောလုံးပေးလိုက်ပြီးတော့အားပြင်းတဲ့အဝေးကန်ချက်ကိုကန်လိုက်ပါတယ်။ဘောလုံးကိုဖမ်းဖို့ကြိုးစားတဲ့အန်ဒိုကတော့ဂိုးထဲအထိပါဝင်သွားခဲ့ပါတယ်။ထိုင်ကူအသင်းလည်းရိုင်မိုအသင်းကိုအယုတ်လိုကစားနေခဲ့ပြီးတော့ပထမပိုင်းမှာတင်ထိုင်ကူအသင်းက10ဂိုးတွင်ထားခဲ့ပါတယ်။တစ်ဖက်မှာလည်းထိုင်ကူအသင်းနီးပြကသူခုထိကွင်းထဲကိုဝင်မလာသေးဘူးဆိုတာစောင့်နေခဲ့ပါတယ်။ဒုတိယပိုင်းစတော့ထိုင်ကူအသင်းကဓာတ်ဆုံကိုအသုံးပြုလိုက်ပြီးတော့ကန်လိုက်ကအန်ဒိုကလည်းမဖမ်းနိုင်ပဲနဲ့ဂိုးတကူကိုထပ်မံရရှိသွားခဲ့ပါတယ်။ထိုင်ကိုအသင်းကအကွက်ပေါင်းစုံကိုအသုံးပြုနေခဲ့ပြီးတော့ဘောလုံးကန်တာမဟုတ်ဘဲနဲ့လူတွေကိုအဓိကထားနှိပ်စက်နေကြပါတယ်။နှိပ်စက်ဖို့ကြံနေတဲ့ဂိုးသမားဖြစ်တဲ့အန်ဒိုကိုလည်းဝိုင်းပြီးတော့အနိုင်ကျင့်နေကြကဝင်သားတဲ့ခါစီမာရူလည်းထိခိုက်ပြီးတော့လဲကျသွားခဲ့ပါတယ်။နောက်တစ်ချိန်ကန်လိုက်တဲ့ဘောလုံးကိုအန်ဒိုကဖမ်းဖို့ကြိုးစားခဲ့ပေမဲ့လည်းထပ်ပြီးတော့ရှုံးနေသွားခဲ့ပါတယ်။အသင်းသားတယောက်ကလည်းစက်မကစားနိုင်ဘူးဆိုတာထွက်ပြေးသွားခဲ့ပြီးတော့ယူနီဖောင်းကိုချွတ်ထားခဲ့ပါတယ်။ဂိုးသမားကိုအမျိုးမျိုးနှိပ်စက်နေတဲ့အချိန်နံပါတ်30ကိုဝစ်ဆင်ထားတဲ့ဂိုရင်ကြီးကကွင်းထဲကိုရောက်လာကမင်းရောက်လာမယ်ဆိုတာငါသိတယ်။ဒါပေမဲ့နောက်ကျတယ်လို့အန်ဒိုကပြောလိုက်ပါတယ်။ပွဲပြန်စရတဲ့ထိုင်ကူအသင်းကဓာတ်ဆုံကိုထပ်မံအသုံးပြုပြီးတော့ဂိုးစီကိုကန်လိုက်ပါတယ်။ဂိုရင်ကြီးကဘောလုံးကိုတားမယ်စားထိုင်ကူအသင်းရဲ့ဂိုးစီကိုဥတီပြီးပြေးသွားခဲ့ပါတယ်။အန်ဒိုလည်းသူ့ကိုယုံလို့ဒီလိုလုပ်တယ်ဆိုတာကိုသဘောပေါက်လိုက်ပြီးဒန်နာအီလာကိုဟန်ကိုအသုံးပြုပြီးတော့ဘောလုံးကိုဖမ်းလိုက်ပါတယ်။အန်ဒိုလည်းဘောလုံးကိုဂိုရင်ကြီးစီကိုပစ်ပေးလိုက်ပြီးတော့ဂိုရင်ကြီးလည်းမီလီစင်နမောင်အကွက်ကိုအသုံးပြုကဂိုးတင်လိုက်ပါတယ်။
သူလိုချင်တာရတော့တဲ့ထိုက်ကူအတင်းရဲ့နီးပြလဲကစားပွဲကိုရှုံးပေးလိုက်ပါတယ်အန်တိုကဂိုဝင်ကြီးကိုဘောလုံးအတင်းနဲ့ဝင်ဖို့ပြောကဂိုဝင်ကြီးကတော့အင်ကြီးကိုပြန်ချုပ်ပေးပြီးထွက်သွားခဲ့ပါတယ်အန်တိုကခုရတဲ့ဂိုးတကူကရိုင်မိုအတင်းရဲ့ခြိလန်းအစပဲလို့ပြောကအပိုင်းတစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ